အားလုံးပဲမင်္ဂလာပါပရီးမီးယားလိပွဲစဉ်ဆက်တဲ့ဒီစူပါဆန်တီရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့မန်ချက်စတာစီးတီးတင်းနဲ့လီဗာပူးတင်းတို့ရဲ့ပွဲစဉ်ကိုတော့မြန်မာစံတော်ချိန်ည7:00 နာရီမှာတော့မန်စီးတီးတင်းရဲ့ EDF ကွင်းမှာစပယ်ကစားမှာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့မန်စီးတီးတင်းကတော့ပြီးခဲ့တဲ့ရက်ဒီကသူတို့တင်းရဲ့တိုင်ပတ်ခဲ့တဲ့မြကိုတော့ဒီနေ့ရက်ဒီမှာဆိုလို့ရှိရင်အကောင်းဆုံးဒီပြပတ်ဒီတော့အနေနဲ့လည်းပြန်လည်ပြင်ဆင်လာပြီးတော့ဒီနေ့ရက်ဒီမှာဆိုလို့ရှိရင်တော့မန်စီးတီးတင်းရဲ့လူငယ်ဖြစ်တည်မှုမှာဆိုလို့ရှိရင်တော့အဲ့ပြီးတော့ဒီသူတို့ရဲ့ပြိုင်ဘက်တွေဖြစ်တဲ့လီဗာပူးတင်းတို့အာဆင်နယ်အသင်းတို့လိုလူခေါ်ယူမှုတွေအကောင်းဆုံးမလုပ်နိုင်ခဲ့ပေမဲ့လည်းဒီနေ့ရဒီမှာခေါ်ယူထားတဲ့ကစားသမားတွေထဲမှာဆိုလို့ရှိရင်ရိုက်တာတို့ချက်ပီတို့အနေနဲ့လည်းအကောင်းဆုံးမန်စီးတီးတင်းရဲ့ဒီကွင်းလင်မှာဆိုလို့ရှိရင်ကွင်းလင်နဲ့တိုက်စစ်မှာဆိုလို့ရှိရင်အကောင်းဆုံးခြေစွမ်းပြပြီးတော့ဒီနေ့ရဒီမှာတကယ်ကိုခြေစွမ်းပြနေတဲ့အတင်းကစားသမားတွေဖြစ်တဲ့အတွက်ကြောင့်မို့လဲလက်ရှိမန်စီးတီးတင်းရဲ့ကွင်းလင်မှာဆိုလို့ရှိရင်ဒီပြင်ဒီဘရိုင်းနာမရှိတော့ပြီမဲ့တဲ့အထူးသဖြင့်တော့ဒီဘရိုင်းနာနေရာမှာဆိုလို့ရှိရင်သူဒီနေ့ရဒီမှာခေါ်ယူထားတဲ့ချက်တီအနေနဲ့လည်းသူတန်ရာကနေပြန်လည်သက်သာပြီးတဲ့နောက်မှာဆိုလို့ရှိရင်ပါဝင်ကစားခဲ့တဲ့ပွဲစဉ်တွေမှာဂိုးတွေသွင်းနေပြီးတော့ခြေစွမ်းပြနေတဲ့အတွက်ကြောင့်မို့လဲလက်ရှိမန်စီးတီးတင်းရဲ့အဓိကတွင်းဂိုးတွေကိုဆိုလို့ရှိရင်တော့မန်စီးတီးတင်းရဲ့တိုက်စစ်ဘူးဟာလန်အနေနဲ့လည်းတောက်လျှောက်ဂိုးတွေတွင်းထားတဲ့အခြေအနေမျိုးမှာမန်စီးတီးတင်းရဲ့ဒီဟာလန်ခြေစွမ်းပြမှုတွေကတည်းကမန်စီးတီးတင်းအတွက်ပြဿနာတစ်ခုမဟုတ်တယ်လို့ပြဿနာတစ်ခုလို့လည်းပြောလို့ရပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်မန်စီးတီးတင်းနေနဲ့အထူးသဖြင့်တော့ဒီပွဲစဉ်တစ်ပွဲမှာဟာလန်အနေနဲ့ခြေစွမ်းပြပြီးတော့ဂိုးတွေသွင်းမှသာမန်စီးတီးတင်းအနိုင်ရနေတဲ့အခြေအနေမျိုးကတော့မန်စီးတီးတင်းဟာဟာလန်ပေါ်ကိုမိကုန်လုံးနေတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်တော့ဟာလန်အနေနဲ့ဂိုးမသွင်းနိုင်လို့ရှိရင်မန်စီးတီးတင်းအနေနဲ့ရုန်းကန်ရတဲ့အခြေအနေမျိုးတွေရှိတဲ့အတွက်ကြောင့်မို့တယ်လက်ရှိဒီပရီးမီးယားလိပွဲစဉ်7မှာကစားရမယ်သူတို့ရဲ့အိမ်ကွင်းမှာလီဗာပူးတင်းနဲ့ကစားရမယ့်ပွဲစဉ်မှာဆိုလို့ရှိရင်တော့မန်စီးတီးတင်းနေနဲ့ဒီဟာလန်ကိုမသွင်းနိုင်လို့ရှိရင်ဘယ်ကစားသမားတွေကိုသွင်းမလဲဆိုတာကလည်းစိတ်ဝင်စားနဲ့ထပ်ပြီးစောင့်ကြည့်ရမှာဖြစ်ပါတယ်။တစ်ဖက်ကလီဗာပူးတင်းနေနဲ့တော့ဒီနေ့ရာသီမှာဆိုလို့ရှိရင်တော့ရာသီစားမှာခြေစွမ်းမကောင်းဘူးပဲလေရက်လက်တွေကောင်းခဲ့ပြီပဲလေလက်ရှိမှာဆိုလို့ရှိရင်တော့သူတို့အတင်းနေနဲ့ဒီပရီးမီးယားလိမှာဆိုလို့ရှိရင်၄ပွဲဆက်အဆုံးနဲ့ရင်ဆိုင်ခဲ့ရပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့ပွဲစဉ်ပရီးမီးယားလိပွဲစဉ်30မှာဆိုလို့ရှိရင်တော့အစတွန်ဗီလာအတင်းကိုသူတို့ရဲ့အိမ်ကွင်းအပြီးမှာအကောင်းဆုံးပြန်လဲအနိုင်ပြီးတော့တပ်ပြင်ပြီးခဲ့တဲ့ဂျာရက်မှာဆိုလို့ရှိရင်လည်းရီမက်ဒရစ်အတင်းကိုသူတို့ရဲ့အိမ်ကွင်းမှာပဲချန်ပီယံလိမှာ 1-0 ဆိုတဲ့ရလက်နဲ့အနိုင်ရလက်တွေဖော်ဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့လက်ရှိလီဗာပူးအတင်းအနေနဲ့လမ်းကြောင်းမှန်ပေါ်ပြန်လဲရောက်စီဖို့အတွက်တာဆူနေတဲ့အချိန်မှာပေါ့ဒီပြအာနီဆလော့အနေနဲ့လည်းဒီနောက်ပွဲဆက်နိုင်ပွဲရရှိခဲ့တဲ့အတွက်ကြောင့်မို့လဲဖိအားတွေတိလွတ်သွားတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်လက်ရှိအန်နီဆလော့ရဲ့လူငယ်အစုဖွဲ့မှာဆိုလို့ရှိရင်လက်ရှိကစားနေတဲ့ဒီကစားသမားအစုဖွဲ့မှာဆိုလို့ရှိရင်ဒီ front line အမှာဆိုလို့ရှိရင်အန်နီဆလော့ရဲ့လူထုတ်ပုံတွေကတော်တော်လေးကိုကောင်းမွန်လာပြီးတော့ပြီးခဲ့တဲ့ရက်ဒီကခြေစွမ်းပြခဲ့တဲ့ဒီအတွဲညီခဲ့တဲ့ကွင်းလက်ထိုင်ကို3ရောက်လုံးနဲ့ခြေစွမ်းပြပြီးတော့တောက်လျှောက်အတွဲညီနေတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်တော့မန်စီးတီးရဲ့ EDF မှာလီဗာပူးတင်းနေနဲ့တော့အနိုင်ရလက်ရအောင်ဖော်ဆောင်နိုင်ပြီးတော့ကဲကိုသူတို့အတင်းနေနဲ့ဒီနေ့ရက်ဒီမှာလမ်းကြောင်းမှန်ပေါ်ပြန်လဲရောက်စီနိုင်မလားဒါကိုတော့ကျွန်တော်တို့တစ်ချက်ကြည့်ရမယ်ဗျာလက်ရှိလီဗာပူးအသင်းအနေနဲ့လည်းဒီသူတို့ရဲ့ဒီအဓိကပွဲချက်3ပွဲဖြစ်တဲ့အစတွန်ဗီလာရီမက်ဒရစ်နဲ့မန်စီးတီးတို့ပွဲစဉ်3ပွဲမှာဆိုလို့ရှိရင်တော့ဆေးက2ပွဲကတော့အောင်မြင်နဲ့လီဗာပူးအသင်းကတော့ကြော်ဖြတ်နိုင်ခဲ့ပြီးတော့လက်ရှိမန်စီးတီးရဲ့အိမ်ကွင်းမှာတော့လီဗာပူးအသင်းအနေနဲ့အကောင်းဆုံးကြော်ဖြတ်နိုင်ခဲ့လို့ရှိရင်တော့နောက်လာမယ့်ပွဲစဉ်တွေအတွက်လီဗာပူးအသင်းအနေနဲ့တကယ်ကိုယုံကြည်ချက်တွေမြင့်မာပြီးတော့သူတို့အသင်းရဲ့မိုမန်တန်ကလည်းအနည်းဆုံးအခြေအနေမှာရှိနေမဲ့အခြေအနေမျိုးကြောင့်လီဗာပူးတင်းနေတော့ဒီပွဲစဉ်မှာအမှားခံမဲ့အခြေအနေမျိုးမရှိတဲ့အတွက်ကြောင့်မို့လဲမန်စီးတီးတင်းအတွက်တကယ်ကိုခက်ခဲနဲ့ကစားရမယ့်အခြေအနေမျိုးမှာရှိပါတယ်။ Okay အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီနှစ်တင်းရဲ့အာဆာရဲ့အကျုပ်ပိမှုချက်လောက်ကြည့်လိုက်အောင်အာဆာရဲ့အကျုပ်ပိမှုမှာဆိုလို့ရှိရင်တော့မန်စီးတီးတင်းကတော့လီဗာပူးတင်းကိုတည်ဆုံးဆိုတဲ့အကျုပ်ပိမှုကိုပေးထားပါတယ်။ဒီအကျုပ်ပိမှုရဆိုလို့ရှိရင်တော့မန်စီးတီးတင်းကတော့သူတို့ရဲ့အင်ကွင်းဖြစ်တဲ့အညီဒီနေ့ရက်ဒီမှာဆိုလို့ရှိရင်တစ်ဖက်ကလီဗာပူးတင်းထက်ခြေစွမ်းတည်ငြိမ်ပြီးတော့တောက်လျှောက်နိုင်ပွဲတွေဆက်ထားတဲ့အတင်းဖြစ်တဲ့အတွက်ကြောင့်မို့လဲဒီလိုကြောင်းစည်းမျိုးကိုပေးထားတယ်လို့ကျွန်တော်အနေနဲ့မြင်မိပါတယ်ဒီမန်စီးတီးတင်းရဲ့နောက်ဆုံးပြပွဲဆုံး5ပွဲကိုကြည့်မယ်ဆိုလို့ရှိရင်တော့၄ပွဲနိုင်ပြီးတော့တပွဲသာဆုံးသွားပါတယ်တစ်ဖက်ကလီဗာပူးတင်းကတော့ဒီနောက်ဆုံးပြပွဲဆုံး5ပွဲမှာဆိုလို့ရှိရင်တော့3ပွဲနိုင်ပြီးတော့2ပွဲဆုံးသွားပါတယ်လက်ရှိမန်စီးတီးတင်းရဲ့ဒီပြပွဲဆုံး5ပွဲမှာဆိုလို့ရှိရင်တော့ဘီလာရဲကိုတော့ချန်ပီယံလိမှာတော့2-0ဆိုတဲ့ရလဒ်နဲ့အဝေးကွင်းမှာနိုင်ပြီးတော့အစတွန်ဗီလာကိုတော့အဝေးကွင်းမှာ1-0ဆိုတဲ့ရလဒ်နဲ့ဆုံးနေခဲ့ပါတယ်ဒါပြင်ရက်ဖက်ဖလားမှာတော့ချန်စီကို
ချက်ပြန်စစ်ကလတ်ဆွန်စီကိုတော့3-1ဆိုတဲ့ရလက်နဲ့အနိုင်ရထားပြီးတော့ပုံမောက်ကိုတော့သူတို့ရဲ့အိမ်ကွေးမှာ3-1ဆိုတဲ့ရလက်နဲ့ပဲအနိုင်ရထားပါတယ်ဒါပြင်ပြီးခဲ့တဲ့ဂျိုင်ရက်မှာချက်ပြန်လိမှာတော့တော့မုံကိုသူတို့ရဲ့အိမ်ကွေးမှာတော့4-1ဆိုတဲ့ရလက်နဲ့အနိုင်ရထားတဲ့အတွက်ကြောင့်မို့လဲမစီတီတင်းရဲ့ဒီနောက်ဆုံးပြပွဲဆုံး9ပွဲကတော့တော်တော်လေးကိုကောင်းမွန်တဲ့အခြေအနေတောက်ဆောက်ချီစွမ်းပြထားတဲ့အခြေအနေမျိုးမှဆိုလို့ရှိရင်တော့သူတို့ရဲ့တိုက်စစ်မှုဟာလန်အနေနဲ့တောက်ဆောက်ကိုတွေပွဲတိုင်းလိုကိုတွေတွင်းနေတဲ့အခြေအနေမျိုးမှမန်စီးတီးတင်းရဲ့ဒီနေ့ရက်ဒီအိမ်ကွင်းရက်လက်ကိုကြည့်မယ်ဆိုလို့ရှိရင်မန်စီးတီးတင်းကတော့ဒီနေ့ရက်ဒီပရီးမီးယားလိ10ပွဲကစားပြီးတဲ့အချိန်မှာတော့သူတို့ရဲ့အိမ်ကွင်းမှာတော့9ပွဲကစားထားပါတယ်ဒီ9ပွဲမှာဆိုလို့ရှိရင်တော့4ပွဲနိုင်ပြီးတော့တပွဲသာဆုံးထားပါတယ်ဒီဆုံးခဲ့တဲ့တပွဲကတည်းကဒီအစသူတို့ရဲ့အိမ်ကွင်းမှာတော်တရန်ဟော့စပါတင်းကိုဒီပရီးမီးယားလိပွဲစဉ်နှစ်မှာ2-0ဆိုတဲ့ရလက်နဲ့ဆုံးနေတာကလွယ်ပြီးတော့တောက်လျှောက်ဒီနောက်ပိုင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့ဘုံမောက်အေဗာတန်မန်ချက်စတာယူနိုက်တက်နဲ့ဒီဘန်လီအတင်းတို့ကိုသူတို့ရဲ့အိမ်ကွင်းမှာအနိုင်ရထားတဲ့အတင်းတင်းဖြစ်တဲ့အတွက်ကြောင့်မို့လဲမန်စီးတီးတင်းရဲ့ဒီနေ့ရက်ဒီအိမ်ကွင်းဆောက်ဆောက်ကြီးကတော့တော်တော်လေးကိုကောင်းတဲ့အခြေအနေမှာရှိပါတယ်တစ်ဖက်ကလီဗာပူးတင်းရဲ့အဝေးကွင်းရလက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့လီဗာပူးတင်းကတော့လက်ရှိပရီးမီးယားလိ10ပွဲကစားပြီးတဲ့အချိန်မှာဆိုလို့ရှိရင်တော့အဝေးကွင်းမှာ9ပွဲကစားထားပြီးတော့ဒီ9ပွဲမှာဆိုလို့ရှိရင်2ပွဲတာနိုင်လာပြီးတော့3ပွဲတောင်ဆုံးတော့ပါတယ်သူတို့အတင်းရဲ့လက်ရှိဒီအဝေးကွင်းကစားခဲ့တဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်ဘလန်ဖို့ချက်စီနဲ့ခရစ္စတယ်ပဲလစ်ကိုဒီ3ပွဲမှာတော့ဆုံးနေထားပြီးတော့ဘန်လီနယူကာဆယ်ကိုတော့ဒီရာဒီအစပိုင်းမှာတော့2ပွဲနိုင်ခဲ့ပါတယ်ဒီစမ်းဆောင်ရည်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့အိမ်ဝင်းကောင်းတဲ့မန်ချက်စတာစီးတီးနဲ့တစ်ဖက်ကလီဗာပူးတင်းရဲ့အဝေးကွင်းစမ်းဆောင်ရည်ကြည့်ပြီးလို့ရှိရင်အဝေးကွင်းစမ်းဆောင်ရည်မှာဒီ9ပွဲမှာ2ပွဲသာနိုင်လာတဲ့လီဗာပူးတင်းရဲ့အဝေးကွင်းစမ်းဆောင်ရည်ကတော့လီဗာပူးလို level မျိုးနဲ့ဆိုလို့ရှိရင်တော့အဝေးကွင်းချိုးဝါးနေတဲ့အခြေအနေလို့ပြောလို့ရမှာဗျာဒါကြောင့်မို့ဒီ2တင်းရဲ့ထိတိုက်ဟတ်တူခါကိုကြည့်မယ်ဆိုလို့ရှိရင်ဒီနောက်ဆုံးပရီးမီးယားလိ6ပွဲဆုံးတွေ့ခဲ့တဲ့မှတ်တမ်းမှာဆိုလို့ရှိရင်တော့မန်စီးတီးတင်းကတော့ဒီဆုံးတွေ့မှု6ကြိမ်မှာဆိုလို့ရှိရင်တော့မန်စီးတီးတင်းကတပွဲသာနိုင်လာပြီးတော့တစ်ဖက်ကလီဗာပူးတင်းကတော့3ပွဲထိနိုင်လာပါတယ်ကြားထဲမှာ2ပွဲတည်ကြတာပါတယ်ပြီးခဲ့တဲ့ရာသီမှာဆိုလို့ရှိရင်လီဗာပူးတင်းကပဲသူတို့ရဲ့အိမ်ကွင်းမှာ2-0ဆိုတဲ့ရလက်နဲ့အနိုင်ရပြီးတော့စီးတီးရဲ့အိမ်ကွင်းမှာလည်းလီဗာပူးတင်းကပဲ2-0ဆိုတဲ့ရလက်နဲ့ပြီးခဲ့တဲ့ရာသီမှာဆိုလို့ရှိရင်2ကြော့တော့အနိုင်ရလာပြီးတော့ပြီးခဲ့တဲ့7နှစ်ကျော်ကဆိုလို့ရှိရင်2ကြော့လုံးတည်ကြတာပါတယ်1-1စီနဲ့2ကြော့လုံးတည်ကြတာပြီးတော့ဒီပြီးခဲ့တဲ့7နှစ်ကဆိုလို့ရှိရင်တော့မန်စီးတီးရဲ့အိမ်ကွင်းမှာတော့4-1ဆိုတဲ့ရလက်နဲ့မန်စီးတီးကနိုင်လာပြီးတော့လီဗာပူးရဲ့အိမ်ကွင်းမှာတော့လီဗာပူးက1-0ဆိုတဲ့ရလက်နဲ့အနိုင်ရထားပါတယ်ဒီရလက်တွေကိုဒီတွေ့ဆုံမှုရလက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ဒီနောက်ဆုံး6ကြိမ်မှာလီဗာပူးတင်းက3ကြိမ်နိုင်ပြီးတော့မန်စီးတီးတင်းက1ကြိမ်သာနိုင်လာပြီးတော့2ပွဲတည်ကြထားတဲ့ရလက်အရာဆိုလို့ရှိရင်တော့မန်စီးတီးတင်းကလီဗာပူးနဲ့တွေ့တိုင်းနည်းနည်းရုန်းကန်ရတဲ့အခြေအနေရှိတယ်ဗျာပြီးခဲ့တဲ့ရာသီမှာဆိုလို့ရှိရင်မန်စီးတီးကိုလီဗာပူးတင်းက2ကြော့လုံးအနိုင်ရထားတဲ့အခြေအနေမျိုးတွေပြီးခဲ့တဲ့7နှစ်ကျော်ကဆိုလို့ရှိရင်မန်စီးတီးဒီပရီးမီးယားလိချန်ပီယံဖြစ်ခဲ့တဲ့နှစ်ကဆိုရင်လည်းလီဗာပူးတင်းကမန်စီးတီးရဲ့အိမ်ကွင်းမှာ1-1ဆိုတဲ့တည်ရလက်တွေကစားထားနိုင်တဲ့အတွက်ကြောင့်မို့လဲလက်ရှိဒီဘော်ဒီကြီးရဆိုလို့ရှိရင်တော့ဒီ level ဆုံးဆိုတဲ့အကြုံပေးမှုမှာတော့ကျွန်တော်အနေနဲ့တော့လီဗာပူးဘော်ဒီကိုပဲအကြိုက်သိပြီပါ။ဘာကြောင့်လဲဆိုလို့ရှိရင်ဒီပွဲစစ်မှာ2တင်းလုံးရဲ့ကစားပုံအရာတစ်ဖက်ကလီဗာပူးအသင်းအနေနဲ့လည်းသူတို့အသင်းနဲ့ရင်ဆိုင်သူတို့ဆုံးခဲ့တဲ့ပွဲစဉ်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီအမြင့်ပေါ်အာတန်နဲ့အသင်းတွေကိုဒါဆုံးနေခဲ့ပြီးတော့ဒီမန်စီးတီးတင်းကဒီလိုမျိုးအမြင့်ပေါ်ကစားတဲ့အသင်းမျိုးမဟုတ်တဲ့အတွက်ကြောင့်မို့လို့လီဗာပူးအသင်းအတွက်တကယ်ကိုခက်ခဲမဲ့အသင်းမဟုတ်တော့ဘူးလို့ပဲကျွန်တော်အနေနဲ့မြင်ပါတယ်။ဒါကြောင့်မို့ဒီပွဲစဉ်မှာတော့လီဗာပူးအသင်းအတွက်ဒီအနေဆုံးဒီညွန်မှန်းလို့ရတဲ့အခြေအနေမျိုးမှာတော့မန်စီးတီးတင်းအနေနဲ့လည်းသူတို့ရဲ့ကစားသမားတွေထဲမှာဆိုလို့ရှိရင်ဒီဟာလန်ကိုမသွင်းနိုင်လို့ရှိရင်မန်စီးတီးတင်းအတွက်ဘူးသွင်းမှုအတွက်ခက်ခဲနေတဲ့အခြေအနေမျိုးမှာဆိုလို့ရှိရင်ဒီပွဲစဉ်မှာတော့ဒီဘာဘူးတင်းနေနဲ့တော့ဒီမန်ချက်စတာစီးတီးကိုစီးတီးတင်းရဲ့ကစားတိုက်စစ်ကစားသမားဖြစ်တဲ့ဟာလန်ကိုသာအကောင်းဆုံးလူကပ်ပြီးတော့ကစားနိုင်ခဲ့ပဲဆိုလို့ရှိရင်တော့မန်စီးတီးတင်းအတွက်အခက်တွေ့နိုင်ပြီးတော့ဒီဘာဘူးတင်းအတွက်ဘဲကိုရလက်ကောင်းရယူနိုင်တဲ့အခြေအနေမျိုးတွေရှိတဲ့အတွက်ကြောင့်မို့ဒီပွဲစဉ်မှာတော့မန်စီးတီးတင်းရဲ့ level ဆုံးဆိုတဲ့အကြောပေးမှုတော့ကျွန်တော်အနေနဲ့တော့ဒီလီဗာပူးဘော်ဒီကိုပဲအကြိုက်တွေ့မိတဲ့အတွက်ကြောင့်မို့လဲဒီပွဲစဉ်မှာလီဗာပူးဘော်ဒီကိုပဲရွေးချယ်ပေးလိုက်ရပါတယ်အားလုံးပဲတလောက်ပါပဲဗျာဒီရွေးချယ်မှုကကျွန်တော်ရဲ့တူတူရတဲ့အမြင်ရရွေးချယ်မှုဖြစ်တဲ့အတွက်ကြောင့်မို့လဲကျွန်တော်ညီကိုတွေအကြိုက်တူမှသာလိုက်ပြီးဆော့ကြပါအားလုံးပဲတလောက်ပါပဲကျွန်တော် channel လေးကို subscribe လုပ်ပြီး subscribe လုပ်ပြီးတော့အားပေးကြပါအောင်လို့တောင်းဆိုပြရစီကျွန်တော်ညီကိုတွေအားလုံးပဲဆက်ဆက်အေးအထူးကြီးစိုက်ကြပါခင်ဗျာ